ငွေ2000ကန်ပြီးတော့စီးသွားဝယ်ကြမယ်နော်။ဘာတွေပါလာမလဲဆိုတာလက်ကြည့်ပေးကြပါဦးရှင်။ 900လေးညီမလေးဒါမုံလုံးအုံလို့စမ်းကောင်းကြီးရွှေထမင်းဒါလေးကမုတ်ချိုတဲ့နည်းနည်းလေးကျတော့တင်းနေထည့်ထားလိုက်တယ်ဒီဘက်ကတော့ကောင်းချင်းချိုးပြက်လို့ခေါ်ကြပါတယ်။သူကတော့1000ဘိုး5ခုပါရှင်။အရားလေးဖြိုးပြီးတော့သုံးသီးလေးပါချစ်ထည့်ပေးပါတယ်ရှင်။စတော်ဘယ်ရီလေးကတော့တစ်ထုပ်ကို1000ကျပ်ပါတဲ့။အောင်ရင်းကျိုးပြက်ရေပြရပါလား9အိတ်ဟိုင်းချေသူပါဒါကတော့မဝယ်ခဲ့ပါဘူးရှင်ဝေဒနာအရာဝင်ကြည့်ရပါကျောင်းကတော့တစ်လုံးကို450 490 500စသဖြင့်အစသားရှိပါတယ်ချေသူပါအစုံကတော့တပိသားကို3500ပါစိတ်သားဝယ်လာခဲ့ပါတယ်1000ဘိုးပါရှင်စိတ်သားပဲယူမယ်နော်မာကြီးပြောင်းမှုဘယ်လိုရအောင်လဲပြောင်းမှုကတော့အိမ်မှာဝယ်ထားတာရှိသေးတဲ့အတွက်ဝယ်မလာခဲ့ပါဘူးရှင်ကျေးဇူးပါ1500ပိုသေးလို့မတော့ရမနေနိုင်တဲ့ coffee milk ဝင်ပါမယ်1500ပိုသေးတယ်ဟုတ်တယ်ရဟိုစက်သားမဟုတ်တစ်ထုပ်ဘယ်လောက်လဲ400အဲ့တမျိုးအဲ့ထုတ်ပေးနော်1500ပတ်ဒီဟုတ်လားလူအေးအဟောင်းလေးတစ်လုံးလောက်ပေးပါလားနေရတယ်လေအနည်းအောက်ကအဟောင်းလေးပဲယူမယ်ရတယ်ဝိုင်းရကြီးကြီးဆိုတော့လည်းကြည့်မယ်နေခေါင်းမရနော်ဟုတ်ကျေးဇူးပါပတ်စံ2000ကိုင်းပြီးစီးသွားတာဘာပါလာမလဲဆိုတာကြည့်လိုက်ကြရအောင်နော်အသားငါးဝယ်တာတော့လူများလို့မြိုက်ခဲ့ရပါဘူးရှင်အိမ်ပြောင်းတော့မှဘာမှအိတ်ထဲကနေ900ထွက်လာလို့2000မှုပဲနဲ့19500ကျပ်ပေးကြပါတယ်လေးတစ်ခါသွားရင်ဘလောက်ကုန်ကြလဲဆိုတာဝေးမျှပေးခဲ့ကြပါအောင်နော်အဆုံးလေးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်